မင်္ဂလာဆောင်ပြီးခြင်းပျော်ရွှင်စရာဟန်နီမူခီးပြင်သွားမယ်ဆိုတဲ့တွေဟာတစုံတယောက်ရဲ့သွေးအေးအေးနဲ့အခွက်ချစီစဉ်ထားတဲ့လက်စားခြင်းမှုကြောင့်တက်လီကားထဲမှာပိတ်မိသွားတဲ့အခါဘာရီဆက်ဖြစ်မှာလဲရုရှားနိုင်ငံမှာပီတာဆိုတဲ့အမျိုးသားတယောက်ဟာသူ့ရဲ့ဇနီးခလီတို့နဲ့အတူပျော်ရွှင်အေးချမ်းတဲ့ဘဝကိုပြတ်တန်းနေခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့သူတို့မိသားစုကိုကြည်ကွဲစရာအဖြစ်ဆိုးကြီးတစ်ခုပြုတ်တရက်ဆက်ရောက်လာပါတော့တယ်။အတန်ကြာပြီးနောက်တစ်ဖက်မှာလည်းအန်တိုနဲ့မာရီနာတို့ဆောင်တွေဟာမာရီနာရဲ့ဖခင်ဖြစ်သူအကုန်ကြားခံထားတဲ့သူတို့ရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်နေကြပါတယ်။သူတို့ဟာမင်္ဂလာပွဲနဲ့ဟန်နီမူခီးတဲ့အမှတ်တရတွေကိုဗီဒီယိုရိုက်ကူးပြီး Rock Club မှာပြသဖို့အတွက်ဇက်လန်တို့တစ်ခုဖန်တီးဖို့စီစဉ်ထားကြတာပါ။မင်္ဂလာဦးစီးဌာနရုံးခန်းကိုအသွားတက်လီကားစီးတဲ့အချိန်မှာမိခနာပြတ်ပြီးတက်လီကား10 စက္ကန့်လောက်ရပ်သွားခဲ့ပါတယ်။မာရီနာဟာတက်လီကားရဲ့ပိတ်မိမှာကိုအလွန်ကြောက်တဲ့ယောဂရှိပေမဲ့အန်တိုကဘာမှမဖြစ်ဘူးလို့နှစ်သိမ့်ပြီးမာရီနာရဲ့အလားကိုဗီဒီယိုခိုးရိုက်ကစနောက်ပြီးစိတ်ပြောင်းအောင်လုပ်ခဲ့ပေးပါတယ်။ရုံးခန်းကိုရောက်တဲ့အခါသူတို့အချိန်အလွန်နောက်ကျသွားလို့မင်္ဂလာဆောင်ပြီးမဲ့အရာရှိကညင်းခဲ့ပေမဲ့မာရီနာကသူတို့ရဲ့နှဆိုင်တဲ့အချစ်တွေကြောင့်အမျိုးသမီးအချင်းချင်းနားလည်ပေးဖို့တောင်းပန်ခဲ့လို့အရာရှိကစိတ်ပြောင်းပြီးလက်ထပ်ပေးခဲ့ပါတယ်။သူတို့နှစ်ဦးဟာအခြေကတိသစ္စာတွေဖလှယ်ပြီးစိတ်အားထက်သန်စွာနမ်းရှုပ်ခဲ့ကြလို့မင်္ဂလာအရာရှိတော်မြည်ကြခဲ့ရပါတယ်။လက်စွပ်ချင်းလဲလက်မှတ်ထိုးပြီးနောက်သူတို့ဟာလမ်းမပေါ်မှာပျော်ပျော်ပါးပါးဗီဒီယိုတွေထည့်ရိုက်ပြီးတက်စီငားခဲ့ကြပါတယ်။လေးစိတ်ကိုမသွားခင်မာရီနာရဲ့အဖိုးရဲ့ရုံးခန်းကိုဝင်ပြီးပတ်စံအမြောင်များပါတဲ့စာအိတ်ကိုတွားယူခဲ့ပါတယ်။ဟန်နီမွန်းသွားဖို့အစဉ်သင့်ဖြစ်နေတဲ့လင်မြန်းတယောက်ဟာတက်လီကားထဲမှာပြန်နှမ်းနေကြတော့ဗစ်တာဆိုတဲ့လူလက်ပိုင်းမျိုးသားတယောက်တက်လီကားထဲရောက်လာလို့ရက်လိုက်ရပါတယ်။အောက်ကိုဆင်းနေရင်စက္ကန့်ပိုင်းကြာမှာပဲတက်လီကားဟာဂျိုင်းကနေရုတ်တရက်ရက်တန့်သွားပါတော့တယ်။အန်တုံကခလုတ်တွေကိုရှောင်းနေပေမဲ့ဘာမှမထူးခြားသလိုဗစ်တာနှိပ်ကြည့်တဲ့အခါမှလည်းအလုံးမလုံးပါဘူး။မာရီနာကြောင်းလန့်လာတာကြောင့်အန်တုံနဲ့ဗစ်တာတို့ကစိတ်အေးထားဖို့ဝိုင်းပြောင်းပြကြပါတယ်။ဗစ်တာကအရေးပေါ်ခလုတ်ကိုတွေ့ပြီးအော်ဟေ့ကူညီတောင်းပေမဲ့ဘယ်သူမှပြန်မထူပါဘူး။ဖုန်းတွေထုတ်ကြည့်တဲ့အခါမှာလည်းလိုင်းလုံးဝမရှိတော့ပါဘူး။ဗစ်တာကတက်လီကားထဲကကင်မရာကိုလက်ညှိုးထိုးပြပြီးကယ်ဆယ်ရေးသမားတွေလာမဲ့အချိန်ကြီးတောင်းယုံမရှိတော့တယ်လို့ပြောပါတယ်။တနားရီကျော်ကြာလာတဲ့အခါအန်တုံကကင်မရာနဲ့ဗီဒီယိုပြန်ရိုက်လို့မာရီနာစိတ်တိုသွားပါတယ်။အန်တုံက YouTube ကလူတယောက်တက်လီကားထဲ40နာရီပြင်ပြီးတော့ကဗီဒီယိုရိုက်ပြီးကုမ္ပဏီကိုတရားစွဲလို့ရော်ကြီးငွေတွေအများကြီးရခဲ့ကြောင်းရှင်းပြပါတယ်။ဆက်လို့ဒီလောကမှာတသက်လုံးလုပ်ခဲ့ပြီးတက်လီကားအကြောင်းနားလည်တဲ့ဗီတာကလည်းအန်တုံရဲ့ဖုန်းကိုယူပြီးသူတို့ကိုဗီဒီယိုကိုရိုက်ပေးကကုမ္ပဏီရဲ့ပေါ်စားမှုတွေနဲ့ချိုးပေါင်းမိတဲ့ဥပဒေပုံမှန်တွေကိုအလို့ယူပြခဲ့ပါတယ်။စကားဆက်မိရင်မာရီနာကအန်တုံဒီဇနီးလန်းမှာကစားခွင့်စီတုံးကကြောင်လုံးလို့ကလေးမွေးတော့မတက်ဖြစ်ခဲ့ရပုံကိုစနောက်ခဲ့ပါတယ်။ဗီတာကတက်လီကားတွေမှာအရေးပေါ် break စနစ်ပါတာမို့လို့အောက်ကိုအလို့ပြုံးမချနိုင်ကြောင်းတကယ်လို့ပြုတ်ကျခဲ့ရင်တော့ကျိုင်းမြေပေါ်မှာပက်လက်လဲအိမ်တွေမှာအသက်ရှင်နိုင်မှာဖြစ်ကြောင်းရှင်းပြပါတယ်။ဒီစကားကြောင့်မာရီနာရဲ့ကြောက်စိတ်ကအပူထားကြောက်လာပြီးတကားကိုဆွဆွဲဖွင့်ရအားလုံးဝိုင်းကိုဖွင့်တဲ့အခါတကားပြင်ဘက်မှာနယံပိတ်ကြီးနဲ့လီအေးအနေငယ်ကိုပဲတွေ့ရပါတယ်။အပေါ်မျက်နှာချက်ကလည်းလေဝင်လေထွက်ပေါက်ပဲရှိတာမို့လို့ထွက်ပေါက်မရှိပါဘူး။မာရီနာကသူတို့ဟာတန်ကောင်းတလားနဲ့ပိတ်မိနေပြီလို့အော်ဟစ်ရင်အပြင်ဘက်တခြားအဆောက်အုံကလူတွေကိုမြင်လို့ပြင်းပေါက်ကိုထုရိုက်မင်္ဂလာဦးကန်းကိုဝင်ရမ်းပြီးအော်ဟစ်ကူညီတောင်းပေမဲ့ဘယ်သူမှမကြပါဘူး။မာရီနာဟာကြောက်လက်တကြားငိုယိုပြီးအသက်ရှူကျက်တဲ့ဝေဒနာပါဖြစ်လာလို့အန်တုံကဖတ်ထားပြီးအားပေးခဲ့ရပါတယ်။ရုတ်တရက်တက်လီကားတကားပြန်ပေးသွားပြန်ပါတယ်။ဗစ်တာကဒီစင်ကအဆောက်အုံကြီးဟာလူနေနေတော့မို့လို့သူတို့ပိတ်မိနေတာကိုဘယ်သူမှသတိထားမိမှာမဟုတ်ဘူးလို့ဆိုပါတယ်။မာရီနာကဒီနေ့ကတောက်ချနေဖြစ်ပြီးဝန်ထမ်းအကုန်လုံးပြန်ကြပြီမို့လို့သူတို့တပတ်လုံးဒီထဲမှာပိတ်မိနေတော့မယ်ဆိုတာသိလိုက်ရတဲ့အခါပူလို့တော့စိတ်ပြအားငယ်သွားပါတော့တယ်။ညနေလာပြီးမိုးရွာလာတဲ့အခါဗစ်တာကသူ့ဖုန်းနဲ့တချင်းအောင်နေဖွင့်ပြီးလိုက်ဆိုကသူ့ရဲ့မင်္ဂလာဆောင်တုံးကအမတ်တရတွေကိုပြောပြပါတယ်။သူဇနီးကိုဝင်ရှိနေတဲ့အချိန်မို့သူဘာရက်မတော့ပဲနေပြီးခဲ့တဲ့အကြောင်းပေါ့။အန်တုံကလည်းသူဟာဘာရီမှာတချင်းလိုက်ဆိုတဲ့ဂီတသမားတစ်ဦးဖြစ်ပြီးအီဗန်လို့ဖို့ကြိုးစားနေတာ6လရှိပြီလို့ပြောတဲ့အခါဗစ်တာကအလုတ်ကိုင်မီရတာကိုလောင်မြောင်ပါတယ်။မာရီနာကအန်တုံဘက်ကကားဝယ်ပြောဆိုတဲ့အခါဗစ်တာကမင်းကပတ်ဖန်ရှိလို့ပြောနိုင်တာနောက်ကျရင်မင်းတို့လည်းတယောက်ကိုတယောက်အဖြစ်တင်ပြီးလမ်းခွဲကြနိုင်မယ်။ခလီတွေဘာတွေမယူကြနဲ့လို့ကြည့်ရပါတယ်။အန်တုံစိတ်တူပြီးဗစ်တာကိုသူမိန်းမအကြောင်းပြန်မိတဲ့အခါဗစ်တာကငါမိန်းမကကဘာမှအလှဆုံးပဲဒါပေမဲ့သူအခုမရှိတော့ဘူးလို့ပြောပြီးအန်တုံတို့ကိုဆက်လက်ရင်ဆန်းနောက်တာကြောင့်အန်တုံကသူ့ကိုတွန်းလဲပစ်လိုက်ပြီးရံပွဲဖြစ်လို့နေပါဖြစ်သွားပါတယ်။မော်ရီနာကတောင်းပန်တားဆီးတဲ့အခါမှာဗစ်တာစိတ်ပြန်လဲလာပြီးသူမိန်းမဟာကိုယ့်ကိုတက်တည်သွားခဲ့တာဖြစ်ကြောင်းငိုယိုကဝန်ခံခဲ့ပါတယ်။မော်ရီနာကသူ့မှာသားလေးရှိသေးတယ်မဟုတ်လားလို့သတိပေးတဲ့အခါဗစ်တာကစကားလမ်းကြောင်းလဲပြီးသူ့သားလေးကလွန်ခဲ့တဲ့နှစ်ကကားတိုင်းမှုနဲ့ဆုံးမသွားခဲ့ပြီဖြစ်ကြောင်းတပ်ပုံထုတ်ပြပါတယ်။မော်ရီနာကစိတ်မကောင်းဖြစ်ပေမဲ့လည်းလွန်မြောက်ဖို့အတွက်ခလုတ်တွေကိုဆက်နေခဲ့ပါတယ်။တို့ကဗစ်တာရဲ့မျက်နှာဘေးကတစ်ချက်တည်းနဲ့သွေးချောက်ကြားစရာကောင်းသွားပြီးအပင်ပန်းမခံပါနဲ့တော့လို့ပြောလိုက်ပါတယ်။တကယ်တော့ဒီတက်လီကားကိုပိတ်မိအောင်လုပ်ခဲ့တာကဗစ်တာကိုယ်တိုင်ပါပဲ။ဒါဟာစမတ်တက်လီကားဖြစ်ပြီးဟက်ကာတငယ်ချင်းတယောက်ပေးထားတဲ့ app နဲ့သူထိန်းချုပ်ထားတာပါ။ဗစ်တာကဖုန်းကလုတ်ကိုတစ်ချက်နှိပ်ပြီးတက်လီကားကိုပြန်ရွှေ့စေခဲ့ပါတယ်။ပြီးနောက်အန်တိုရဲ့လိုဝက်ချက်တွေကြီးလေးရှိတဲ့ညဉ့်ညမ်းဗီဒီယိုတွေအထိသူအကုန်သိကြောင်းပြောပြီးဗီဒီယိုလိုက်ရိုက်ပါတော့တယ်။မာရီနာကပတ်စံစာရေးပေးပြီးလွတ်ပေးဖို့တောင်းပန်ပေမဲ့ဗစ်တာကအရာအလုံးကိုပတ်စံနဲ့ဝယ်လို့မရဘူးလို့ဆိုကတက်လီ
လီကာကိုပြန်ရက်လိုက်ပြီးဓာတ်တက်လက်ထုတ်လိုက်ပါတယ်ဗီတာကအန်နွန်ကိုဒုက္ခပေးဖို့ကြိုးစားနေပြီးမော်ရီနာကိုဖမ်းဖို့လုပ်တဲ့အခါအန်နွန်ကကြားကခံပေးပါတယ်ဗီတာကအန်နွန်ကိုဓာတ်နဲ့ထောက်ပြီးမင်းငါသားကိုတတ်ခဲ့တာလို့ဆွဆွဲပါတော့တယ်အန်နွန်ကသူဘသူ့ကိုမှမနာကျင်စေခဲ့ဘူးလို့ညင်းပယ်ပေမဲ့ဗီတာကလူလိန်လို့အော်ဟဲပါတယ်လင်မယားနှစ်ယောက်စလုံးကကဲပါတကယ်လူသက်သမားကိုရှာဖွေပေးပါမယ်လို့တောင်းပန်တဲ့အခါဗီတာကသူဟာဆေးရပြီးအဆက်အသွယ်မရှိလို့ရဲတွေကအမှုမဖွင့်ပေးခဲ့တဲ့အကြောင်းပြောပြီးတက်လီကာကိုပြန်မောင်းပေးပါတယ်ဒါပေမဲ့စက္ကန့်ပိုင်းကြာမှတက်လီကာကိုပြန်ရက်ပြီးမော်ရီနာပေါ်ကုန်းပါတော့တယ်အန်နွန်ဝင်ကိုပေမဲ့ဗီတာကိုမရှင်းနိုင်မဲ့အရိုက်ခံလိုက်ရပါတယ်မော်ရီနာကိုဖို့လုပ်တဲ့အခါဗီတာကသူမကိုမှန်နေရနဲ့ရိုက်ပစ်လိုက်လို့မော်ရီနာလဲကျသွားပြီးအန်နွန်ကိုလည်းနှာခေါင်းသေးတောင်ထိုးချိတ်ကကျမ်းမြေပေါ်မှာကန်ကြောက်ပါတော့တယ်ဗီတာကအန်နွန်ရဲ့ခေါင်းကိုခြေထောက်နဲ့နင်းပြီးလွန်ခဲ့တဲ့2နှစ်ညတနာရီချိန်ကအန်နွန်တို့ကားနံပါတ်ကိုမေးပါတယ်အန်နွန်ကမမှတ်မိဘူးလို့ပြောတဲ့အတွက်ဗီတာကသူ့ရဲ့နားအောက်ကအရေးပြားကိုဓာတ်နဲ့လီးပြတ်လိုက်ပါတယ်မာရီနာပြေးတော့ပေမဲ့ဗီတာကဖျက်ရိုက်ပြီးမာရီနာစပင်ကိုဆွဲကနိုင်ရန်နဲ့ဆောင်ပစ်ပါတယ်ဗီတာကထိုးနှင်းကြကသူ့သားလေးဟာသူ့နောက်ကိုလှိုးဝက်လိုက်လာရင်ကားတိုက်ခံရတာဖြစ်ကြောင်းကားကမရက်ပဲမောင်းပြေးသွားခဲ့ပြီးအဖြစ်သူဟာသူ့ရင်ဝင်ထဲမှာနေတေဆုံးသွားခဲ့ကြောင်းပြောပြပါတယ်သူတို့နှစ်ဦးကတောင်းပန်ပြီးသူတို့မဟုတ်ပါဘူးလို့ညင်းပေမဲ့ဗီတာကကားရှိကမ်းမှာမာရီနာထိုင်နေတာကိုသူကိုယ်တိုင်မြင်ခဲ့တာပါလို့ဆိုပါတယ်ဗီတာကကားနံပါတ်ကိုရွေးပြလိုက်တဲ့အခါထိုကားဟာမာရီနာအဖေရဲ့အရင်ကြီးဆောင်ရဲ့ကားဖြစ်ပြီးရှီမီတီတစ်ဖက်ကွဲနေခဲ့တာပါဗီတာဟာသူတို့ကိုအကြာကြီးလိုက်ဆိုင်နေခဲ့တာဖြစ်ပြီးသူတို့မင်္ဂလာဆောင်မှုမျိုးကိုပြန်လာတဲ့အချိန်မှာဖမ်းမိတာပါဒေါသထွက်နေတဲ့ဗီတာကမာရီနာလက်ကောက်ဝစ်ကိုဓာတ်နဲ့လီးလိုက်တဲ့အခါအန်နော်ကငါတိုင်းမိတာလို့အော်ဝင်ခံလိုက်ပါတယ်ဗီတာကအာယုံလွဲသွားတဲ့အချိန်မှာမာရီနာကဗီတာကိုကြိုက်ခဲကန်ကြောက်ပြီးတိုက်ခိုက်ပါတယ်အန်နော်နဲ့ဗီတာတို့လုံးလေးတပ်ပုတ်ကြပြီးအန်နော်တန်ရအပြင်းထန်ရကလဲကျသွားပြီးဗီတာကအန်နော်ကိုလေမင်းကျတပ်ပူကြိုးစားပါတယ်အန်နော်သင်္ကန်ဒီအချိန်မှာပဲမာရီနာကသူမရဲ့မင်္ဂလာဆောင်တောင်းပန်တဲ့ချုံချုံနဲ့ဗီတာဦးအောင်ကိုအားကုန်လှမ်းပစ်လိုက်ပါတော့တယ်ဗီတာဟာနေရာမှာနေပွဲချင်းပြီးတည်ဆုံးသွားခဲ့ပါတယ်သူတို့နှစ်ဦးဟာဒဏ်ရာတွေကိုမာရီနာကောင်ဝင်စားနဲ့စီးနှောင်နေတော့ဗီတာဖုန်းစီကအတန်မိလာပါတယ်ဖုန်းထဲမှာအဖြစ်ပြအားလုံးကိုဗီဒီယိုရိုက်ကူးမတန်တင်လာတာကိုတွေ့ရပါတယ်မာရီနာကဖျက်ချင်ပေမဲ့အန်နွန်ကဒါဟာကိုယ့်ကိုခုခံပိုင်ခွင့်အတွက်တက်တည်ပဲလို့ပြောပြီးလူကြရင်ဖုန်းဟာသူ့ရဲ့နေပြုတ်ကြပြီးစက္ကန့်ခွဲကပျက်စီးသွားပါတယ်အန်နွန်ကစိတ်တူပြီးမာရီနာကိုအမှန်တိုင်းမိတဲ့အခါတကယ်တော့ထုံညာကအန်နွန်ရံမူပြီး30မိနစ်ချိန်မှာမာရီနာကိုယ်တိုင်ကားမောင်းခဲ့တာဖြစ်ပြီးဗီတာသားကိုတိုက်မိခဲ့တာပါသူမကအဖေတီးမှာကြောက်လို့မောင်းမိခဲ့ပြီးအိမ်ရောက်မှသွေးတွေကိုစီးကြောခဲ့တာပါအန်နွန်ကသူမလိန်ညာခဲ့လို့အခုလိုဒုက္ခရောက်ရတာကိုဒေါသထွက်ပေမဲ့မာရီနာကတောင်းပန်ပြီးရဲစခန်းသွားဖို့သဘောတူခဲ့လို့ပြန်လည်သိမြတ်သွားကြပါတယ်ထို့စဉ်အန်နွန်ကဗီတာမှာဟက်ကာတငယ်ချင်းရှိသေးတာဆိုတာသတိရသွားပါတယ်လုံခြုံရေးကင်မရာကနေသူတို့ကိုစောင့်ကြည့်နေတဲ့ဟက်ကာဟာတက်လီကားတဲ့ကိုအစိမ်းငွေတွေစတင်လွတ်လိုက်ပါတော့တယ်အန်နွန်ဟာမာရီနာအိတ်ထဲကအတွင်းခံတွေဗီတာရဲ့ခြေတွေကိုသုံးပြီးလေဝင်လေထွက်ပေါက်ကိုအားကုန်ပေးဆိုကအစိမ်းငွေကိုတားဆီးနိုင်ခဲ့ပါတယ်နောက်တနေ့မနက်မှာအင်တာကွန်နာကနေအတန်ကြားရလို့အကူအညီတောင်းဝင်မဲ့ဟက်ကာကတချင်းတပုတ်ပဲထပ်တလဲလဲလွှင့်ပြီးသူတို့ကိုဆေးထုတ်ကားပေးနေခဲ့ပါတယ်အန်နွန်ကဟက်ကာကြောင်းကင်မရာကိုကြည့်ပြီးငါကလေးကိုတက်ခဲ့တာပါလို့လိန်ညာဝန်ခံလိုက်တဲ့အခါမှာတက်လီကာတကားကိုပိတ်ပြီးအပေါ်ကိုပြန်တက်သွားပါတယ်သူတို့လွတ်ပြီးလို့အထင်မှာပဲတက်လီကာဟာအရှိန်ုံမြင့်မာနဲ့အောက်ကိုဝုံဝုံနဲ့ပြုတ်ကြပါတော့တယ်အန်နွန်ကအရင်ကဗီတာပေးခဲ့တဲ့အကြံဉာဏ်ကိုသတိရပြီးကျမ်းမြေပေါ်မှာနှစ်ယောက်စလုံးပက်လက်လဲအိတ်လိုက်ကြပါတယ်မိနစ်နဲ့ငယ်အပြင်းထန်ပြုတ်ကြပြီးနောက်တက်လီကာကျသွားခဲ့ပြီးသူတို့နှစ်ဦးအသက်ရှင်ကျန်ရခဲ့ပါတယ်မိုင်းနာသွားတစ်ချောင်းယူသွားပြီးပြုတ်ဝင်နေချိန်မှာအန်နွန်ကကပ်ပြားတစ်ချောင်းနဲ့ပီကဲကိုသုံးပြီးလုံခြုံရေးကင်မရာကိုလှမ်းပိတ်လိုက်ပါတယ်ပြီးနောက်ဗီတာဓာတ်နဲ့ခလုတ်ပေါင်ကိုခွာပြီးကျိုးတွေကိုဆွဲဆက်လိုက်ပြီးပြန်လင်းလာပါတယ်သူတို့အသက်ရှင်မရှိမသေးကြတဲ့အချိန်ဒီမှာတက်လီကာထဲမှာပဲမင်္ဂလာဦးညာအမတ်တရအဖြစ်အတူတူနှွဲပြောခဲ့ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲတကားပွင့်လာပြီးဟက်ကာကရေပိုက်ကြီးနဲ့တက်လီကာထဲကိုရေတွေအပြင်းထန်လွတ်လိုက်ပါတော့တယ်လူအမိသားစုကိုတီကွဲကွဲစေတဲ့လင်မြန်းနေအောင်ကတက်လီကာထဲမှာဘာတွေဆက်ဖြစ်မှာလဲ